ဒီနေ့မန်ယူအသင်းနိုင်တယ်လေချစ်လေးသွားကျင်တဲ့နေရာကိုသွားညီလေးတွေရှိတာအကုန်ချကွာမနာလိုတဲ့သူတွေကကိုတို့အသင်းကိုအမြဲတိုက်ခိုက်ကြတယ်စိုက်ကိတ်အသင်းလို့လည်းပြောကြတယ်မန်ယူအသင်းကိုမောင်မောင်လွင်ကဂိုးသွင်းလိုက်တယ်လေဒီနေ့စားတာကိုအကုန်ရှင်းမယ်ကြိုက်တာမှာကြိုက်တာစားဒီညလဲမန်ယူပွဲရှိတော့အတူတူလောင်ကြတာပေါ့ A few moments later မန်ယူညကရှုံးမြန်ပြီလေရွာထဲတော့မဝင်ရဲတော့ဘူးကလေးတွေတောင်စိုက်ခဲ့အသင်းကိုလှောင်နေကြပြီမြက်မြက်မောင်းပြီမန်ယူရှုံးမြန်ပြီမှတ်လားစီတူလွင်ရဲ့ဒုတိယလူတချင်းကသူတို့အသင်းရဲ့တချင်းလေဟဲ့ဟေးအလူပွဲကနေစားပြီးပြန်လာကြတာမလားမိချေညကပွဲနိုင်လားငါတို့တော့အလှပွဲသွားနေပြီဒီနေ့တော့ရွာအလှမှာပဲစားလိုက်ကြမယ်နော်ရွာကတစ်ပတ်တစ်ခါအလှပွဲမရှိဘူးလား